ပေါ်ရင်ရောက်လို့မင်္ဂလာပါဒေဝိုင်းဖစ်ရှာအနေပြီးကြိုဆိုလိုက်ပါတယ်ခင်ဗျာ ဒါတော့ကျွန်တော်လာကြီးပါဒါတော့ကိုမျိုးတော်လာလေးကိုမျိုးဒီနေ့မှာတော့ကျွန်တော်တွေကဒါထိုင်းပင်လယ်ကွေ့တွေကိုထွက်ပြီးတော့ဗောနော်လှေနဲ့ဒါငါးများထွက်ကြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တူလက်ကြည့်ပေးဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ ကျိုးရမယ်ကားထဲမှာအိမ်မှာရောင်မင်းတို့ငါတောင်းပြမှာမအိမ် ဒါကျွန်တော်တို့အကုန်လုံးကပထမဦးဆုံးပင်လယ်ထွက်တဲ့ခရီးစဉ်ဖြစ်တာကြောင့်ဘလို့တလွဲတွေဂျုံရမလဲဘလို့ဖြစ်ပျက်တွေဂျုံရမလဲဆိုတော့မြင်ရမှာပဲဖြစ်ပါတယ်ဗောနော် ဘာသက်တွေကျွန်တော်တို့နေတဲ့မြို့ကနေကားနဲ့3နာရီလောက်မောင်းပြီးတဲ့အခါမှာတော့ကျွန်တော်တို့ဟာဘန်ကိုဆိုတဲ့လေစိတ်လေးကိုရောက်လာပြီပေါ့နော်ဒီကနေပြီးတော့မှကျွန်တော်တို့ဒါပင်လယ်တွေကိုထွက်လာမှာပေါ့ အပေါ်မှာဦးလေ ဝေးကြီးပါပါ အခက်အခဲတွေအများကြီးကြုံပြီးတဲ့နောက်မနက်9နာရီချိန်လောက်မှာတော့ကျွန်တော်တို့တွေက ဆင်းတော့မယ်တကယ်လို့ပြီဆေးရဆိုရင်စားကြတဲ့ချိန်မှာ ကျော်လို့ သူ့လေ thank you ပြောလိုက်တယ်သူ့လေချင်း ချင်းအားတော့လွန်မယ်မေပြေပေါ်တကယ်တက်ပါပြီ တကယ်လို့ပြီ ချင်းမထဲတော့ပါဘူးဒီတစ်ခါတော့ နာမည်မပြတ်တော့ ဒီဘန်ကိုဆိုတဲ့တငါရွာလေးကနေပြီးတော့ကျွန်တော်တို့မြားမဲ့နေရာကို45မိနစ်လောက်ရင်ဆုံးမောင်းထွက်ရတယ်ပေါ့နော်ဒီကနေပြီးတော့မှနောက်ထပ်9ဝင်တဲ့နေရာတွေကြောက်ကုန်တွေလှိရွှေ့ပြီးတာပေါ့နော် ဒီမှာဝင်လာ ပထမဆုံးပင်လယ်ခရီးဖြစ်တဲ့အပြင်ချောင်းထဲမှာဖြစ်တဲ့အတွက်လှိုင်းလေးရလည်းငြိမ်နေတဲ့အချိန်ဖြစ်တော့အားလုံးကတက်ကြွနေကြပါတယ်ခင်ဗျချောင်းဝရောက်ပြီဆိုတာနဲ့ထိုင်းပင်လယ်ကိုကြီးကကျွန်တော်တို့လှိုင်းလေးနဲ့စတင်နှိမ့်ဆက်ပြီပေါ့နော် နေများအပင်တကမဝေရောက်လာစေရောငယ်တို့အလဲပြနေရှာတောင်ပြေကစကပေါ်တဲ့တည်းရဲ့တွေခွေးလို့သာဒီစတိုင်းဒီဘောလာဘူရလိုက်လို့များစိတ်ချတဲ့သူဝေဟဲကဝေချမ်းဖို့တဲ့ဒီချာ45မိနစ်လောက်မောင်းပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ဒါပထမဆုံးငါးစပြီးတော့မြားမဲ့နေရာအထိရောက်ပြီနော်ဒီချိန်မှာပဲကျွန်တော်ကဈေးဥပေါက်အနေနဲ့ငတောက်တူလို့ပေါ်တဲ့ကြောက်ငါနှစ်ကောင်ဆွတ်တင်လိုက်တယ်ဗောနော်အဲ့လိုပဲအနောက်မှာလည်းကျွန်တော်ကနှစ်ကောင်တန်းနေတယ်ဗောနော်ဒီနေရာလေးကငါးပေါ်တယ်ဗျကျွန်တော်တို့အကောင်ဘူးလေနော်နှစ်ကောင်ဘူးလေစလုံးမှာငါတကယ်ကြိုက်တဲ့နေရာလေးပဲ တော်ပါလေခါကခါကွေးနဲ့မှာဒါမှလူလို့ကောင်းယာရောက်အပေါ်သွားခိုင်းနေအောင်မနှိမ့်ကြနဲ့အပေါ်နည်းနည်းထောင်လိုက် ဟိုမှာပေါ်လာပြီရောမလက်ကောင်ဘူးဟိုးအကောင်လည်းဟာကြီးပဲနှစ်ကောင်ဘူးပါရော မောင်တို့ကြားသားပြော ယာခက်ခက်လေယာကျောင်းပါဆေးရ对了ပါလိပါချေဘော ဒီကောင်တွေကတကယ်ကိုအယုံကျန်းတဲ့ကောင်တွေဗောနော်အစာကိုကြိုက်ပြီးတာနဲ့ကြောက်သေးကိုဝင်ပြေးတဲ့အတွက်ဒီကောင်လေးကြိုက်ပြီးဆိုလို့ရှိရင်ခိုင်းတဲ့ကိုဆွဲတောင်လာပြီးတော့မှအမြန်ဆွဲတင်ရပါဘောနော် တော့ကြီးတာ ဆွဲပြီငါလည်းဆွဲပြီ Oh my fucking fuck တော့ရဆွဲတယ်ရောအဲ့ရတော့လောက်ကြီး ဒါကတော့ကြီးတဲ့ငါလွတ်တာလားလွတ်တဲ့ငါကြီးရလားမသိပေမဲ့တော်တော်လေးကိုမှကိတ်မဲ့အရွယ်ဘောနော်အဲ့ဒီခိုင်းတန်ကအဆက်နေရကွဲသွားတယ်ဗျဒါပေမဲ့ကျိုးပြတ်သွားတဲ့အတွက်ကျွန်တော်တို့အဲ့ဒီကောင်မရလိုက်ဘူးဘောနော်ဒါတော့မာလင်းမှုပဲဒီထိုင်ခုဖြစ်ပြီးတော့အိမ်ပေါ်ကောင်းတယ်ဘောနော်ငါးစားတွေဘာတွေအစားကျွန်တော်တို့အစင်းလေးပြင်ဆင်ပေးထားပြီးတော့ငါးမြားတဲ့အခါမှာလည်းဒီနေရာမှာတနေရာလေးရက်ထားတာမဟုတ်ဘဲနဲ့တနေရာပြီးတနေရာလိုက်ပို့ပြီးတယ်ပေါ့နော်ကျွန်တော်တို့တနေကို ပါတယ်ရောက်ရပဲဟိုကျိုးပါကျောင်းရှိနိုင်ပဲ oh shit holy moly ဂျားထဲမှာမိုးတွေတက်ပြီးတော့လှိုင်းတွေကြီးလာပေမဲ့မရွာနိုင်ဘူးခင်ဗျခဏလေးအချိန်တွင်းမှာပဲပုံမှန်ပြန်ဖြစ်သွားပါတယ်ရာသီဥတုကတော့ဆွဲအောင်မပြတ်စင်နဲ့နော် ကြောက်ဘူးပြဟုတ်ဒီစိတ်ကစိတ်ခက်ခွေးအောင်ရပဲ အေးဟာရိုက်ပေးနေရိုက်လောက်ဟာ ရေအရမ်းတဲ့နေရာတွေမဟုတ်ပေမဲ့အောက်ခြေမှာကြောက်ခုံတွေကြောက်တန်းတွေရှိတော့ငါးတွေကမိပြီဆိုတာနဲ့အဲ့ထဲကိုမြင်ပြေးကြတယ်ခင်ဗျတော့ရမ်းတင်းဟိုတော့ဆွဲချတာအကောင်နေပဲဒီလား ဒါကျွန်တော်တို့တွေပထမအဆုံးအတွေ့အကြုံဖြစ်တဲ့အတွက်မစိုးလို့ပဲပြောမှာပေါ့နော်ပြောဖို့ကောင်းပါတယ်
မရတော့မနဲ့စောကြီးငများတဲ့နှစ်ကြိုးချီလိုက်တယ်လစ်သွားတာအဲ့ဒါနေစပြီး အမေတတိယသေးပါလား ဒါကတော့လှီမှုလို့လစ်သွားတဲ့ကောင်လေးပေါ့နော် ဟိုစာပေကင်းနဲ့ပြရတာရကျွန်တော်တို့ရဲ့လမ်းကြီးကဘယ်လုံးလေးဖွင့်ပြီးကောင်းတယ် ဗီဒီယိုတစ်တွေလည်းထပ်ပြီးတော့တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကျွန်တော် page လေးကို follow လုပ်ထားဖို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးပါ သွားပြီးနာမလို့လေလူတွေတမ်းပတ်ထားတဲ့လက်ချင်တော့ကလာတယ်ကဘာရှိရင်မဆုံးနေ